ကွေးတိုင်းဒေသကြီးရောဒေသအတွင်းမှာစစ်ကောင်စီစစ်ကြောင်းတွေနဲ့ဒေသခံပူးပေါင်းတပ်ဖွဲ့တွေကြားနှီးစင်တဲ့အမျှတိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်ရှိစစ်ရေးအရှိန်မြင့်တက်နေတဲ့ကာလအတွင်းစစ်စင်းရေးလှုပ်ဝက်ချက်တွေနဲ့တည်င်းလုံခြုံမှုမပေါက်ကြားစီဖို့အတွက်မိသူမဆိုးလူမှုကွန်ရက်ပေါ်မှာစစ်ရေးတည်င်းနဲ့ဓာတ်ပုံတွေဖြန့်ဝေခြင်းမပြုဖို့ရောတပ်တော် YA ကအရေးပေါ်တားမြစ်ထုတ်ပြန်လိုက်ပါတယ်။မေလ22ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့အဆိုပါကြီးညာချက်အရလက်တလုံးမှာပေါက်တတိုင်းနဲ့ကြောက်ထုလမ်းမကြီးတစ်လျှောက်ကိုကျူးကျော်ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုရောတပ်တော် YA နဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။အခုလိုစစ်ရေးအခြေအနေတွေပြင်းထန်နေတဲ့အတွက်အဆိုပါလမ်းပိုင်းအတွင်းကတိုက်ပွဲသတင်းတွေနဲ့စစ်ရေးလှုပ်ရှားမှုဓာတ်ပုံတွေကိုမိသည့်တဦးတယောက်မှဆိုရှယ်မီဒီယာတွေပေါ်တင်ပြတာမျိုးအလင်းမပြုလုပ်ကြဘူးပြက်ပြက်သားသားသတိပေးထားပါတယ်။သတင်းထုတ်ပြန်ရေးမူဝါဒနဲ့ပတ်သက်ပြီးတော့လေစစ်ရေးအရာသတင်းထုတ်ပြန်ဖို့လိုအပ်ချက်ရှိလာရင်တပ်ပေါင်းစုရဲ့သတင်းလုံခြုံရေးဗျူဟာအတိုင်းတရားဝင်စနစ်တကျထုတ်ပြန်ပေးသွားမှာဖြစ်ပြီးမိသည့်မီဒီယာကိုမဆိုတဦးချင်းပုဂ္ဂလိကသဘောမျိုးနဲ့တီးသန့်အင်တာဗျူးဖြေကြားမှာမဟုတ်ဘူးလို့ဆိုပါတယ်။မိမိတို့အဖွဲ့အစည်းရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုသာအတည်ပြုချက်အဖြစ်ရယူဖို့ဖော်ပြထားပါတယ်။ဒါအပြင်ပြည်သူသတင်းဌာနအနေနဲ့မီဒီယာတွေအနေနဲ့လည်းစစ်ရေးစစ်ပြောင်းထက်သန်နေတဲ့ကာလအတွင်းမှာစစ်ရေးသတင်းလုံခြုံမှုကိုအဓိကထားပြီးပူးပေါင်းဆောင်ရွက်ပေးကြဖို့ရောတပ်တော် YA ကအလေးအနက်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းသိရပါတယ်။